မင်္ဂလာပါခင်ဗျာအန်ဆော့ကိတ်ကနေပြီးပြန်လဲပြီးတော့ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်တာတူပါမမဲပါပါရှင့်ကဲပြောပါရေးဆုံးတော့စုံပြီကဲဆိုတော့ဒီတစ်ခေါက်အကိုရှာလာခဲ့ပေးတယ်ဟုတ်ပြီအကိုဒီမှာနားထောင်ခြင်းနဲ့အကိုနားထောင်ခြင်းနဲ့ဟုတ်ပြီဒါရင်းများပါလာလေဒါပေါ့စိတ်ဝင်စားတဲ့ဟိုအချက်တွေကကိုတို့ဒီအစီအစဉ်လေးမှာအများနဲ့တင်ဆက်ပေးနေကြဖြစ်တဲ့အခါကျတော့ဒီတစ်ခေါက်လည်းအကိုရှာလာလေးရလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးကိုရှာလာတာဖြစ်ပါတယ်ဟုတ်ပြီနားထောင်မယ်တော့နော်ဟုတ်ပြီဒီခေါက်ရဲ့ဒါအဖြစ်ပြက်ကလေးကကြောတော့ Janet Russell Janet Russell เนาะJanet Russell ကကြတော့ဘယ်လိုလဲဆိုတော့ तू ကဟိုသူ့ရဲ့မိသားစုတွေကเนาะဟို1998ခုနှစ်ဩဂတ်စ်လ18ရက်နေ့မှာသူကအပြင်ကိုသွားပြီးတော့လဲမဲဆိုပြီးတော့သူတို့ရဲ့အဖွာအသက်64နှစ်အရွယ်ရှိတဲ့အဖွာကြတော့သူကဘယ်မှာထားလဲဆိုတော့ nursing home ကိုတို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ဘိုးဘွားရိပ်တာပေါ့နော်ဘိုးဘွားရိပ်တာပေါ့အဲ့ပေါ့နော်အသက်လဲ64နှစ်64နှစ်ရှိနေတယ်သူတို့အဖွာအဲ့ nursing home မှာသူတို့ထားတာထားတာခါကျတော့သူအဲ့ Janet Russell တို့ကနေပြီးတော့1998ခုနှစ်ဩဂတ်စ်လ18ရက်နေ့မှာအဲ့အဖွာကိုတွားပြီးတော့ခါကျတော့သူကပျော်ဝစားထပ်ဖို့လို့ဆိုပြီးတော့အပြင်ကိုတွားပြီးတော့ခေါ်ထုတ်လာကြတာခေါ်ထုတ်လာကြတာဟုတ်ခေါ်လာကြပြီးသူတို့ဖွားနေတာအပြင်ကိုတွားပြီးတော့ပျော်ဝစားထွက်ကြတယ်ပေါ့ကွာနော်အဲ့ဒီမှာဒါဟိုထုံးစံအတိုင်းပေါ့နော်ဒီလိုအပြင်ကိုတွားကြတယ်လဲကြတယ်ဆိုတော့ခါကျလို့ရှိရင်ဟိုအမှတ်တရမှတ်တမ်းတပ်ပုံတွေရိုက်ကြတယ်လေနော်ပြောရလည်းရိုက်တယ်ဒါပေါ့ရိုက်တာပေါ့ဒါဟိုအမှတ်တရဆိုတာနော်ဒါဟိုရောက်တဲ့နေရာဖြစ်တဲ့အချိန်မှာအနေနဲ့ပေါ့နော်နောက်ရက်မှာဒါဒီနေရာရှိနေလို့ဆိုမသိကြဘူးလေနော်နောက်ရက်နောက်လနောက်နှစ်တင်မှာမသိကြတဲ့ခါကျတော့ရိုက်ကြတယ်နော်အဲ့လိုပဲသူတို့လည်းအတူအဖွားကိုခေါ်ပြီးအဲ့1998ခုနှစ်ဩဂတ်လ18ရက်နေ့မှာJanet Russell ကနေပြီးတော့သူတို့အဖွားကိုအဲ့လိုအပြင်ကိုထုတ်လာပြီးတော့မှသူကပြောစားထွက်ရင်းနဲ့ဓာတ်ပုံရိုက်လိုက်တာအဲ့ဓာတ်ပုံရိုက်ကူးခဲ့ပေမဲ့ဘယ်သူမှတေချာဒီဓာတ်ပုံကို view site မကြည့်ခင်မိဘူးကြည့်ခင်ရိုက်ပြီးတော့ကိုလည်းလိုပဲပြောဆိုရိုက်လိုက်တယ်ဒီနေ့မှရောက်တယ်ရိုက်ကြပဲတေချာခင်မိပေါ့နော်ဟုတ်တယ်မကြည့်ခဲ့ဘူးအဲ့မှာနှစ်တော်တော်ကြီးကိုကြာသွားတယ်ကြာသွားဘယ်လောက်ထိကြာသွားလဲဆို1998ကနေပြီးနှစ်2000ရောက်သွားတာ2000ရောက်သွားနှစ်ပေါ့နော်အဲ့မှာ April လမှာသူ့အဖွားဖြစ်သူကကွယ်လွန်သွားအဲ့ဆိုရင်1998မှာသူတို့ကအပြင်ထွက်ပြီးတော့ဟုတ်တယ်သွားပြီးပြောအဲ့2000မှာဆုံးတယ်နှစ်ပဲချာမယ်နော်နှစ်ပေါ့ဟုတ်တယ်ဆုံးသွားတာနော်အဲ့ April လမှာသူ့အဖွားဆုံးသွားတာအဲ့ဆုံးသွားတဲ့အထိကိုသူကအဲ့ဓာတ်ပုံကိုသူကတမန်ကဆန်ကာနဲ့ပဲသူတို့ကြည့်မိကြတာခုနသွားပြီးတော့လဲတဲ့အချိန်မှာရိုက်ထားတဲ့အမှတ်တရဓာတ်ပုံကိုတမန်ကဆန်ကာပဲသူတို့ကြည့်မိခဲ့ကြတာဒါပေမဲ့အဲ့ဒီဓာတ်ပုံကိုတိတ်ဆုံးပြီးတဲ့နောက်မှာသူတို့အဲ့ Dennis ကမိသားစုတွေဓာတ်ပုံဟောင်းတွေကိုပြန်ပြီးတော့ဆုံးသွားပြီးမှကြည့်ကြတာပေါ့နော်အဲ့မှာလဲပြီးတော့နော်ဒီပုံလေးအမတ်တရပြန်ကြည့်ရတဲ့မှာဒီဘွားဆုံးသွားပြီးပေါ့နော်သူဘွားဒါမဆုံးခင်တော့သွားခဲ့တဲ့ပုံလေးဆိုပြီးတော့သူပြန်ကြည့်ကြတာပေါ့နော်ဟုတ်တယ်အဲ့တော့မှသူကကြည့်တဲ့အချိန်မှာအဲ့ဘာလို့ထူးခြားတွေ့ရလဲဆိုတော့နော်အဲ့ဓာတ်ပုံဟောင်းအဲ့အဖွားရဲ့ဓာတ်ပုံရဲ့နောက်မှာအဲ့နေရနော်ရိုက်ခဲ့တဲ့အဖွားရဲ့ပုံကိုသူတို့ပြန်တွေ့တယ်တွေ့အဲ့ရဲ့နောက်မှာဘာတွေ့လဲဆိုတော့လူတယောက်ပါနေရောသတိထားမိလိုက်တယ်မကြည့်ကြည့်လိုက်ကြည့်လိုက်အေးဟုတ်တယ်တော့เนาะအမျိုးသားတယောက်เนาะရက်နေတယ်အမျိုးသားတယောက်မတက်ရက်နေတွန်းပေးထားတယ်သူ့ရဲ့ဒီ WeChat ကိုတွန်းထားတယ်လို့မျိုးပုံစံเนาะဟုတ်တယ်အဲ့မှာသူတို့အဲ့မှာသတိထားမိသွားတာဟာဒါဘသူလေးပေါ့အေးပေါ့သတိထားပြီးကြည့်မိလိုက်ကြတာကြည့်မိလိုက်တော့အကုန်လုံးထူးဆန်းပေါ့เนาะထူးဆန်းပေါ့ဒါရဟာရိုက်တုံးကအဖွားတယောက်ထဲဒါပေမဲ့သူတို့ဘာမှလည်းသတိမထားမိခဲ့ဘူးပုံเนาะခုနပြောလို့ပဲနှစ်ကြာတိလေဒီဟာဒီစားမကြည့်ဘူးမကြည့်ခဲ့ဘူးဒီဖွားဆုံးပြီးတော့မှဒါဒီသူပုံလေးထုတ်ကြည့်နေတာကြည့်နေအမတ်တရကိုသူတို့ကြည့်လိုက်တဲ့ခါမှာဒီပုံကိုတွေ့တာတွေ့တော့မှခုနအနောက်ကလူတယောက်ရက်နေအောင်သူတွေ့တာเนาะတွေ့တော့မှအဲ့ပုံကိုလည်းတခါထပ်ပြီးတော့တဲ့တဲ့မဲကသူကတေချာကြည့်လိုက်တာကြည့်လိုက်တော့အဲ့ဘယ်သူနဲ့တူနေလဲဆိုတော့ဟိုလွန်ခဲ့တဲ့14နှစ်အတိလောက်တုန်းက1984ခုနှစ်ဩဂတ်လမှာကွယ်လွန်သွားပြီးတဲ့ Dennis ရဲ့အဖိုးဖြစ်တဲ့လူနဲ့ရုပ်တူနေအောင်တွေ့တာအဲ့ကြောင့်မို့လို့ဒီဘက်မှာအမျိုးသားတယောက်ပုံလဲဒီမှာပြထားတာเนาะအဲ့ဆိုဒါကဒီသူ့ရဲ့အဖိုးတက်ရှိစင်ကရိုက်ထားတဲ့ပုံပေါ့เนาะဟုတ်တယ်ဒီဘက်က WeChat နဲ့ကြတော့ဒီပိုးတည်ပြီးတော့မှပါလာတာဟုတ်တယ်အဲ့ WeChat ရဲ့နောက်မှာရက်နေတဲ့ဥစ္စာကအဲ့ဒီအဖွားပေါ့เนาะအဖွားပေါ့ဟုတ်တယ်အဲ့ဖွားရဲ့နောက်မှာရက်နေတဲ့ပုံမှာအဲ့အဖိုးရဲ့ပုံနဲ့အဲ့လိုပုံတူနေတာကိုတို့အဲ့လိုမျိုးတွေ့လိုက်ရတာပေါ့เนาะအဲ့ဆိုရင်လုံးဝ amazing ကြီးတော့အဖွားကဆုံးပြီးအဖွားမဆုံးခင်ပေါ့ဒီ1998မှာပုံရိုက်လိုက်တယ်အဲ့ပုံမှာဒီအဖိုးကဆုံးတာဆိုအဖွားနဲ့အဖိုးနဲ့ဆုံးတာနှစ်ကတော်တော်ကွာရနော်ကွာတယ်လေတော်တော်ကွာရနော်ဟုတ်တယ်အဲ့အဖိုးဆုံးတာ1984ခုနှစ်ဩဂတ်လမှာသူကဆုံးသွားပြီဆုံးတာဆိုအဲ့ဆိုရင်အမြဲတမ်းဒါဆိုအဖွားနာမှာဆိုရှိနေရလားဟုတ်တယ်နော်အခုတို့ဒါအထင်ပုံရဆိုလို့ရှိရင်သူကဒါဟိုအရန်ကိုသူချစ်ပြီးတော့ခါကြတော့သူ့ရဲ့အမျိုးသမီးကိုစိတ်မဆတာရောရောပြီးတော့သူ့နောက်မှာအမြဲရှိနေတယ်လို့ထင်တာပဲချစ်ချင်းမြတ်တာနော်ဒါကြတော့လေမဲဝါစိတ်ထဲမှာလေကြောက်တယ်လို့မခံစားရတော့ဟုတ်တယ်ဟိုလေဒါဘယ်လိုပြောရမလဲချစ်ချင်းမြတ်တာအောင်မှာတော်တော်လေးတစ်ဖက်ကန်းအောင်လွန်နေပြီနော်ဟုတ်ပါသူ့ရဲ့စိတ်ဝိညာဉ်ကဒါသူ့ရဲ့ဒီအမျိုးသမီးနားမှာပဲဒါကက်နေရဆိုတဲ့ပုံစံဖြစ်မယ်နော်ဘာလို့ဒါကလည်းဟိုပြောရမယ်ဆိုဒါပေါ်လာတယ်ဆိုတော့ဒါအဖွားကလည်းဒီမဆုံးခင်ဆို2နှစ်ပဲခြားတယ်ဟုတ်တယ်
ဒါအမှတ်တရဖြစ်အောင်လို့အဖွားနောက်ဆုံးခီးဖြစ်တော့မယ်ဆိုတော့လေသူကြိုတိနေလို့လားပေါ့ဒါမဲဝါရဲ့စိတ်အထင်ပေါ့နော်ပေါ်လာတယ်ဆိုတော့ပေါ့နမိတ်ပြခြင်းလည်းတော့မသိပေမဲ့လူတွေကဒီလူတွေဆိုတာသူတို့ရဲ့မိသားစုသားသမီးတွေကတတိမထားမိခဲ့တာနေမယ်သူနမိတ်ပြတော့ဖြစ်နိုင်တယ်နော်ဒီပုံကိုလေနော်အေးလေနောက်တော့ဒီအဖွားကလည်းလေဘယ်လိုလဲဆိုတော့ तू အသက်64နှစ်အထိကိုဘယ်သူအကူညီမှမလိုဘဲနဲ့ကိုသူကနေထိုင်လာခဲ့တာတဲ့တန်ပါတယ်နော်ဆိုတော့94ဆိုတဲ့ဒါညီမတို့ဒီဘက်မှာဆိုရင်ဒါ94ဆိုရင်အရင်ဘလို့မှမဖြစ်နိုင်တော့လေနော်ဆိုလဲဒါဘလို့မှအဆင်မပြေနိုင်တော့ဘူးနော်နေဖို့ဆိုတော့သူကတန်ပါတယ်ဆိုတော့ဒါပြောရမယ်ဆိုဒါမမြင်အပ်တဲ့ဆိုတာသူရဲ့စိတ်ဆွမ်းအားစိတ်ခွန်အားဘေးနားမှာရှိနေရလဲဖြစ်နိုင်မယ်နော်ဒါပေါ့နော်မမြင်ရအရာတွေရှိနေတယ်နော်ခုနဒီအဖိုးရဲ့အဆောင်ရှောက်တွေအပေးမှုဖြစ်နိုင်တယ်နော်ဘေးနားမှာရှိတဲ့ဒီ connection ပေါ့နော်ဒီရဲ့ဆွမ်းအားသူရနေပုံရမယ်နော်မှန်တယ်နော်အဲ့မှာသူအဲ့60နှစ်အထိကိုအခုညီမလိုပဲနေထိုင်လာပြီးတော့မှနောက်ပိုင်းကျဘာဖြစ်လာလဲဆိုတော့ဒီအသက်အရွယ်အိုမင်းလာတဲ့အခါကျလို့ရှင်သူကစိတ်ပိုင်းဆိုင်အားနည်းမှုတွေရှိလာတယ်နော်ဒီဟိုကပေါ့လူကြီးဆိုတငယ်ပြန်လာလေးရှိတတ်တယ်နော်အဲ့လိုမျိုးဖြစ်လာမယ်နော်အသက်အရွယ်ကကျတော့ကြီးလာတယ်ဟုတ်တယ်အဲ့ကြောင့်မလို့သူကသူ့ရဲ့လုံခြုံရေးအတွက်ကိုဒီ nursing home ကိုပြောင်းပြီးတော့နေလိုက်တာအဲ့ဒါကြောင့်ဒီ nursing home မှာသူတို့ပို့ထားခဲ့တာပို့ထားလိုက်ပြီးတော့ဟိုကလေကိုတာတူဆက်ဆက်ပြောရကြ nursing home ကနေသွားခေါ်ဆိုမဲဝစဉ်းစားတာဘာကြောင့်ဒီဘွားကိုဒီနန်းစင်းဟုံးမှာနန်းစင်းကသွားခေါ်လဲပေါ့နော်သူမိသားစုဆိုတာစဉ်းစားဘူးတော့နားလည်သွားပြီအေးပေါ့အဲ့ဒါကြောင့်မို့သူနန်းစင်းဟုံးကိုပို့ထားတာနန်းစင်းဟုံးပို့ထားလိုက်တာအဲ့လိုမျိုးအဲ့တော့ तू ကဘယ်လိုကောအဲ့အဖိုးဖြစ်တဲ့သူပေါ့နော်အသက်ရှိစင်မှာရှိနေတော့ရိုက်ခဲ့တဲ့ပုံတွေနဲ့ရှင်ကြည့်လိုက်လို့ရှိရင်အခုအဲ့အဖွားရဲ့နောက်မှာနော်အဖွားဟိုဒီနောက်မှာပုံနေပုံကအဲ့အဖိုးပုံတွေကတကယ့်ကိုတော်တော်ကြီးကိုတူနေတာကိုတွေ့ရတယ်ဒီအခုဘေးမှာဆိုဒါသူ့ဘေးနာမှာတပုံကကြတာအဖိုးအသက်ရှင်စင်တော့ရိုက်ထားတယ်ဟုတ်တယ်လေပုံစံနဲ့နော်ဟုတ်တယ်အရက်ရှည်တာရောနော်ဟုတ်တယ်တော့ဒီမျက်နှာကြပုံစံတွေရောဆိုတော့အဲ့ပေါ်သူတို့သားသမီးတွေမြည်တွေရတာမှတ်မိတာဗောနော်ဒါဘသူဆိုတဲ့ဟာနော်အဲ့တော့ဒီအဖိုးရဲ့ချစ်ချင်းမြတ်တာလည်းတော်တော်လေးလေးစားတယ်အဲ့ဆိုအမြဲဒါအဖွားနောက်မှာရှိပုံထောက်ရတယ်ဒါကလည်းအဖွားကနောက်2နှစ်ဆိုဆုံးတော့မယ်ဆိုတာဒါကလည်းသူဘယ်လိုမျိုးနမိတ်ပြခြင်းလည်းမသိပဲသူပုံပါလာတာနေလိမ့်မယ်ဟုတ်တယ်သေဆုံးပြီးသားဝိညာဉ်တွေအဲ့လိုပုံပါလာပြီဆိုနမိတ်ကကောက်ကြတာများတယ်နော်အဲ့လိုဆိုဝိညာဉ်တွေပါလာတဲ့ခါကျမှန်တာဗောအဲ့ကြောင့်အခုကျတော့ဘာဖြစ်နေလဲဆိုပုံအောင်လည်းအရင်တူနေတယ်နော်ဟိုသေဆုံးသွားပြီးမှရိုက်တဲ့ဥစ္စာမှာပေါ်လာတဲ့ပုံဖြစ်တဲ့ခါကျအခုကျတော့ဘာဖြစ်နေလဲဆိုတော့အဲ့ဒီပုံကကမ္ဘာမှာလူသိအများဆုံးကမ္ဘာမှာလူသိအများဆုံးတရေပုံနေတဲ့ပုံဖြစ်နေတယ်အေးပေါ့နော်ဝင်းညင်ပိုင်းစားတရေပဲတတ်မှတ်လို့ရတယ်ပေါ့နော်ဒါပေါ့နော်ဟိုလေတကယ်ရိုက်တဲ့အချိန်မှာမရှိနေပဲနဲ့မရှိနေပဲနဲ့ဒီပုံလေးပြန်ပြီးတော့မှပေါ်နေတာဆိုတော့လေနော်အဲ့တော့သူတို့အတွက်လည်းတော်တော်လေးတော့အံ့ဩဖွယ်ရဖြစ်ပါတယ်နော်ပြီးတော့ထပ်ပြီးတော့ကြည့်အောင်နော်အဲ့ပုံပြန်ကြည့်လိုက်ကြည့်မယ်တော့ပြောကြည့်အမကြောက်စရာကောင်းလားတွေ့လိမ့်မယ်တွေ့လားဟိုနောက်မှာတွေ့လားအဲ့ဖွားရဲ့နောက်မှာအနီရောင်ကားတွေ့လားကားတွေ့ရလေအနီရောင်ကားရဲ့အပင်နောက်ဘက်မှာတွေ့လားဟုတ်အပင်တွေ့လားခဏလေးညီမချဲ့ကြည့်ပင်တွေကြောက်ကြည့်လိုက်ဝါအမလီမျက်နှာတွေနော်မျက်နှာတွေနော် amazing ကြောက်စရာကောင်းတဲ့မျက်နှာတွေအမဟဲနော်အဲ့ဆိုရင်အဲ့ဝင်းကျင်နာမှာရှိနေတာပရလောကသားတွေပေါ့ဒီအဖိုးကဒါတက်လာဆောက်ရှောက်ပြရလားဟုတ်တယ်အဲ့လိုမျိုးလဲခိုင်ဟိုဖြစ်လို့ရမှတ်ရရနော်စဉ်းစားလို့ရရနော်သူဒါကြီးကြောက်စရာကြီးတော့အောင်ဟုတ်တယ်ဒီမှာတော့မျက်နှာကြီးရလေနော်ဟုတ်တယ်ဒီမှာကြည့်ဒါဒီအဖွားရဲ့နောက်မှာအဖွားရဲ့နောက်မှာဒီအဖိုးပုံတွေ့တယ်ဒီမှာမလန်းမကန်းလေးဟုတ်တယ်ကဲအဲ့ဆိုဒါအဖိုးကဒါရှိနေတယ်ဆိုတဲ့ဟာဒါသူ့မိမဒါဆောက်ရှောက်တာလို့တော့ယုံတယ်ဟုတ်တယ်ဆိုတာလေဟိုဘလောက်ပဲဖြစ်နေပြီဆိုတော့เนาะဒီစံဖြူသပင်ဖြူတွေသွားကျိုးတဲ့တီတို့ပါအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေဟုတ်တယ်အဲ့တက်ကိုကြော်ပြီးတော့ကွာနောက်ဘဝသူရောက်တဲ့ထိတောင်မှသူ့အမျိုးသမီးရဲ့အနာဝန်းကျင်မှာဒါမျိုးတွေရှိနေတယ်ဆိုတာကိုသူနမိတ်ပြတာလည်းဖြစ်နိုင်တယ်เนาะဟုတ်တယ်ပြီးတော့ကွယ်အိမ်ထက်ဒီလိုနန်းစင်းဟောက်တူပါဆိုတော့ပြောလို့မရဘူးလေเนาะနေရာဘောင်းဆောင်နေရာမှာသူ့ဟာနဲ့သူရှိကြမှာဟုတ်တယ်เนาะအဲ့ကြောင့်မလို့ပဲဒါသူ့မျိုးသမီးကိုချစ်ချင်းမြတ်တာရဲ့အကြောင်းမလို့သူစိတ်မချလို့ပဲလိုက်ပြီးဆောင်းဆောင်းနေလို့ပဲเนาะဟုတ်တယ်အဲ့တော့ကိုတာတူဒီနေ့ပြောပြတဲ့အကြောင်းအရာလေးကလေဟိုပေါ့เนาะဒီအံ့ဩဖွယ်ရလေးတော့ကောင်းတယ်ဒီတရေပေါ့ဒါထားပါတော့ဒါပရလောကဒါတရေဆိုပေမဲ့ဒါပေမဲ့ကြောက်ဖို့ထက်စိတ်ထဲမှာခံစားချက်လဲမှုတစ်ခုကဝင်သွားကြချစ်ချင်းမြတ်တာပေါ့နော်အော်ဒီအသက်အရွယ်ဒီဆုံးပြီးသွားတော့မှဟိုမမေ့မလျော့ပဲနဲ့ဒီသူ့ရဲ့အမျိုးသမီးဘေးနားမှာရှိနေပြီးတယ်သူ့ရဲ့ချစ်ချင်းမြတ်တာတွေဒါလုံးဝပြသပေးထားပါပေါ့နော်အဲ့တော့ဒါလည်းအဖွားလဲဆုံးသွားပြီဆိုတော့ဒါအဖိုးနဲ့ဆုံတွေ့မှာပါဟုတ်တယ်အဲ့တော့ဟိုစိတ်ခံစားမှုကြီးကွာဟိုတကယ်ကိုချစ်ချင်းမြတ်တာကြောင့်မခွဲနိုင်လို့အနာမရှိနေတာလားသူ့ရဲ့အမျိုးသမီးရဲ့အနာဝင်းချင်းမှာအခုလိုမျိုးကြုံရအများကြီးရှိနေလို့တော့တွေ့လိုက်တာနော်အဲ့ဒါမျိုးကြီးတကယ်ရှိတယ်ဘာလို့လဲနေရာတစ်ခုရောက်တဲ့ခါကျလူစားလဲတာမှန်တာဗောဟိုဘာလို့လဲဒီအဖွားတက်ရွယ်လဲတော်တော်လေး64နှစ်ဆိုတော့တော်တော်ကြီးနေပြီလေနော်အဲ့တော့တခုခုဖြစ်သွားနိုင်တယ်ဥမာတွန်းလဲဟိုတော့တွန်းချလိုက်အောင်သူတို့အစွမ်းနဲ့ရတယ်နော်ဒါမျိုးကတကယ်ရှိရတခုခုဖြစ်သွားတာမျိုးမှာလူစားချိုးကြလဲလိုမျိုးလဲတဲ့အချိန်မှာဖက်ကနေဝင်လိုက်တာမျိုးလည်းရှိတယ်အဲ့ဒါမျိုးသူကာကွယ်ပေးနေရမျိုးနေမှာသူနောက်ကနေတော့မတက်ရက်ပြီးတော့လေခိုင်းထားတယ်အဲ့ဒါမျိုးနော်
ဟိုဘာကြောင့်မကြွမလွတ်ဖဲနဲ့အနာမရှိနေရလဲတော့အခုတော့မှန်းလို့တော့မရ မရဘူးဒါပေမဲ့ဒါညီမတို့ရဲ့ထင်မြင်ချက်လေးပေါ့နော်အဲ့လိုပြောကြည့် ဟုတ်တယ်အခုအတီးကသူကဟိုချစ်လို့ဟိုချစ်လွန်းလို့အနာမရှိနေရလဲဖြစ်နိုင်တယ်လို့အခုရှိနေတဲ့အနာပတ်ဝန်းကျင်မှာအဲ့လိုပေါ့သူ့မျိုးသမီးကိုနောက်ဆက်ပေးနိုင်မဲ့ခုနကိုတို့အပင်ပေါ်မြင်ရ နေမကောင်းဆိုးလို့ပဲမှတ်လိုက်တယ်ပေါ့နော်တော်တော်ကြီးကြောက်စရာကြီးနော်အဖိုးမျက်နှာကြောင့်ကြည်လင်တာပဲနော်သူ့နောက်မှာပါအနောက်ကကျတော့လုံးဝဘယ်လိုပြောရမလဲအရင်ကျန်းတန်းပြီးတော့နော်ကြောက်စရာကြီးနော် အဲ့ကြောင့်အဲ့လိုမျိုးကြီးအကျော်ကျော်ပဲလာပြီးတော့သူကနောက်ဟိုဘယ်လိုကောအနောက်ဆက်ကင်းအောင်လာဆောက်ဆောက်ပေးခြင်းလို့ရှိနေရ အဲ့လိုပဲမှတ်လိုက်တယ်ပေါ့နော်မဲဝါတို့ကတော့အဲ့တော့ပြိသက်ကြီးလဲစဉ်းစားပါအောင်လို့ဒါဘယ်လိုမျိုးဖြစ်နိုင်လဲပေါ့နော်ထင်မြင်ချက်လေးကျွန်တော်အခုဒါပြပေးခဲ့တဲ့ဒါ Daniel Rosero ရဲ့ဒါအဖိုးအဖွားရဲ့ပုံလေးတွေကိုကြည့်ပြီးတော့ပြသက်ကြီးလဲဒါဆုံးဖြတ်ပေးပါအောင် ဆုံးဖြတ်ပေးပါအောင်ရှင်နော်ဟုတ်ကဲ့ပါဟုတ် ဒါပေမဲ့အခုဒီနေ့ဟိုအခုဒါတို့ယူခဲ့တဲ့ဒီပုံလေးအတွက်ကိုကျင်းတတ်တယ်မလား ကျင်းတတ်တာပေါ့မကြောက်ပဲနဲ့ရင်ထဲမှာခံစားသွားတာဟတ်ထိသွားတာအဲ့ကိုတာတို့လည်းကျေးဇူးတင်တယ်နော် ဟုတ်ပြီဗျာကဲအဲ့ဆိုလို့ရှိရင်နောက်တစ်ခါမှဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံလေးတွေရောတခြားအကြောင်းအရာတွေ ထူးဆန်းပွဲရဖြစ်တဲ့ဟာတွေ နော်အဖြစ်ပြက်တွေရှိတဲ့အားလေးတွေကျွန်တော်ရှာပြီး 6 တော့ ချားပွဲရကောင်းတဲ့ကြောင်းကနေလောင်းပါ နော်ပြန်ပြီးတော့ရှာပြီးတော့ကျွန်တော်အခုလိုမျိုးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ကျွန်တော်မောင်နှမကိုစောင့်ကြည့်ပြီးတော့အားပေးပါအောင်ခင်ဗျာနော်ကျေးဇူးတင်ပါတယ်ဟုတ်ဒါ